စဉ်းစားကြည့်ပါတအားပေးစက်ရုံတစ်ခုကရန်ကုန်နဲ့မန်ယာချီဝေးတဲ့နေရာမှာရှိတယ်ဆိုပါစို့ ဟုတ်ကဲ့ အဲ့ဒီကနေရက်စစ်ကိုဒီအထိုက်ပဲဝါယာကျူးနဲ့တွေ့လိုက်ရင်ရန်ကုန်ရောက်တဲ့အချိန်မှာစွမ်းအင်အများစုကလမ်းမတင်အဖူဖွေပြီးပျောက်သွားပြီ ဟုတ်တယ်လေထဲမှာအလာဟတပြောင်းတော့တာ ဒါကရူပဗေဒရဲ့အကြီးမားဆုံးစိန်ခေါ်မှုအခုပဲဒါပေမဲ့ကျွန်တော်တို့အိမ်နာကဓာတ်တိုင်ပေါ်ကတာမန်မီခိုးရောင်ဒေတာလေးတစ်ခုကအဲ့ဒီပြဿနာကိုဖြေရှင်းပေးနိုင်ခဲ့တယ် ဒီနေ့တော့အဲ့ဒီ transformer ဆိုတဲ့ data လေးကမဖြစ်နိုင်ဘူးလို့ထင်ရတဲ့အရာကိုဘယ်လိုဖြစ်အောင်လုပ်ခဲ့တယ်လဲဆိုတဲ့ရုပ်ဝတ္ချက်ကိုဖော်ထုတ်ကြည့်ကြတာပေါ့ ဟုတ်ပါတယ်ဒီနေ့ဆွေးနွေးမှာကအဲ့ဒီတာမာလို့ထင်ရတဲ့ data လေးရဲ့နောက်ွယ်ကအံ့ဩစရာရူပဝေဒအကြောင်းပါပဲ ဟုတ်ကဲ့ သူကကျမတို့ခေတ်သစ်ကဘာကြီးကိုဘယ်လိုပုံဖော်ခဲ့တယ်လဲသူရဲ့အလုံးလုံးပုံကဘယ်လောက်တောင်ရိုးရှင်းပြီးထိရောက်တယ်လဲဆိုတာကိုကျမတို့ရထားတဲ့ရိုင်းမီတီတဲ့ကအချက်လက်တွေနဲ့သူပေါ်ကြည့်ကြမှာပါ ကဲဒါဆိုဆိုင်အောင်အဲ့ဒီမိခိုရောင် data transformer ထဲမှာတကယ်တမ်းဘာတွေရှိနေတာလဲအပြင်ကကြည့်တော့ show what စမ်းကြပစ္စည်းကြီးတစ်ခုလိုပဲ အဲ့ဒါပါပဲစိတ်ဝင်စားဖို့ကောင်းတာပါအထဲမှာအန်အောစရာကောင်းလောက်အောင်ရိုးရှင်းပါတယ် ဟုတ်လား အဓိကပါရာကတန်တီစနိုတိုင်တစ်ခုကိုဝါယာကျိုးခွေနှစ်ခုနဲ့ပတ်ထားတာပဲ ဝါယာကြိုးခွေနှစ်ခု ဟုတ်တယ်အဲ့ဒီဝါယာခွေနှစ်ခုကတစ်ခုနဲ့တစ်ခုထိမနေဘူးနော်တီချာစီပတ်ထားတာတစ်ဖက်ကဝါယာခွေကိုပထမအဆင့်လို့ခေါ်ပြီးဓာအားရင်းမြစ်နဲ့အချိတ် ဟမ် နောက်တစ်ဖက်ကဒုတိယအဆင့်ကိုတော့ကျမတို့သုံးမဲ့အိမ်နေပစ္စည်းတွေနဲ့ချိတ်ပါတယ်ဒါပါပဲဝါယာခွေနှစ်ခုနဲ့တန်တုံးတုံး ခဏလေးတကယ်ဒါပဲလားရွေးလျားနေတဲ့ပစ္စည်းတို့ရှုပ်ထွေးတဲ့စာကိပြားတို့ဘာမှမကပါဘူးလား ဘာမှမပါဘူးလုံးဝညင်နေတဲ့ပစ္စည်းတစ်ခုပါဒါပေမဲ့တွေ့ရစွမ်းအားကအဲ့ဒီရိုးရှင်းမှုထဲမှာပဲရှိနေတာ တော်အန်အော်ဖို့ကောင်းတာပဲထော်မာတွေက AC မန်ကြီး alternating current လက်စီချောင်းနဲ့ပဲလှုပ်ပြီး DC နဲ့အလုပ်မလုပ်ဘူးလို့အတိလင်းဆိုထားတယ် ဟုတ်ပါတယ် အဲ့ဒီမှာလိုရချက်ရှိနေတာလား တိတိကျကျပြောရင်အဲ့ဒီမှာပဲရှိနေတာတော့ချက်ကပြောင်းလဲနေတဲ့တန်လိုက်စကွင်းပါပဲ ပြောင်းလဲနေတဲ့တန်လိုက်ဆက်ကွင်း ဟုတ်တယ်အဲ့စီလက်ရှိကျောင်းဆိုတာကသူ့ရဲ့ဥဒီယာကိုတစ်စက္ကန့်မှအချိန်90ဒါမှမဟုတ်60လောက်ရှင်းနဲ့တော့အဆက်မပြပြောင်းနေတာလေ ဩဟုတ်ကဲ့ ပထမအဆင့်ဝါယာခွေတဲ့ကို AC လက်စီကျောင်းဖက်စီးသွားတဲ့အခါသူ့ပတ်ပလင်မှာတန်လိုက်စကွင်းတစ်ခုထည့်လာတယ် လက်စီကျောင်းကအမြဲပြောင်းနေတော့သူဖန်တီးတဲ့တန်လိုက်စကွင်းကလည်းအားကောင်းလိုက်အားနဲ့လိုက်ဥဒီယာပြောင်းလိုက်နဲ့အမြဲတမ်းတုံခါလှုပ်ရှားနေတာပေါ့ โอเคအဲ့ဒီလှုပ်ရှားနေတဲ့တန်လိုက်ဆက်ကွင်းကဘာဆက်လုပ်လဲ လှုပ်ရှားနေတဲ့တန်လိုက်စကွင်းကတန်ချက်စနိုးတိုင်ကိုဖြတ်ပြီးဟိုဘက်ကဒုတိယအဆင့်ဝါယာခွေးစီကိုရောက်သွားတယ် ဟုတ်ပြီ ပြီးတော့အဲ့ဒီမှာရွှေ electron ဒီကိုတန်လိုက်စခွင်းကတွားပြီးတွန်းလိုက်ဆွဲလိုက်လုပ်ပေးတယ်အဲ့ဒီမှာတင်ဒုတိယဝါယာခွေးထဲမှာလက်စီကြောင့်အတစ်တစ်ခုဝါအတစ်တစ်ခုဖြစ်လာရော အော်ဆိုတော့တစ်ဖက်ကစွမ်းအင်ကဘာနဲ့မှမထီးပဲနဲ့ဟိုဘက်ကိုကူးသွားတာပေါ့ မမပဲ မျက်လက်ပြာနေရကြနေရပဲဒီဖြစ်စဉ်တစ်ခုလုံးကိုယူဘဗေဒမှာတီးတက်နာမည်ရှိတာခင်ဗျာ ရှိတာဗောအဲ့ရကိုလက်စစ်တန်လိုက်တညူမှု electromagnetic induction လို့ခေါ်တယ်ရိုးရှင်းပေမဲ့အရင်အစွမ်းထက်တဲ့နေရာမှာတစ်ခုပေါ့ Michael Faraday ကနေစာပြီးရှောက်ဖွေတွေ့ရှိခဲ့တာ DC နဲ့အလုံးမလုံးရတဲ့အကြောင်းရင်းကလည်းရှင်းရှင်းလေးပဲ DC လေးစီးကြောင်းကဥတီယာတစ်ခုတည်းကိုတသမတ်တည်းစီးတော့သူ့ဖြစ်ပေါ်စေတဲ့တန်လိုက်ဆက်ခွင်းကလည်းညှိနေတယ် ။အော်ပြောင်းလဲမှုမရှိဘူး။ဒီကစွမ်းရည်ဆုံးရှုံးမှုပြဿနာကိုဒီလက်စစ်တန်လိုက်တညွတ်မှုကဖြည့်ရှင်းပေးခဲ့တာပေါ့ အဲ့ဒါပဲ ။ဒါပေမဲ့ဘယ်လိုလုပ်ပြီးတော့လဲ။တအားပြည့်စက်ယုံကထုတ်ကဲမိကိုဒီတိုင်းပဲတုံးလိုက်လို့မရဘူးလား အဲ့ဒီပြဿနာကတကယ်ကြီးမားပါလေဓာတ်ကြိုးတိုင်းမှာခုခံမှု resistance ဆိုတာရှိတယ်လေ ။ဟုတ်ကဲ့ ဝါယာကြိုးကိုလက်စီကြောင့် grab များများဖြတ်တန်းခိုင်းလေအဲ့ဒီခုခံမှုကြောင့်အပူစွမ်းရည်ဖြစ်ပြောင်းပြီးဆုံးရှုံးမှုကပိုများလေပဲဓာတ်ကြိုးတွေပူလာပြီးစွမ်းရည်တွေလေထဲမှာအလားဟတာဖြစ်သွားတာပေါ့ ဘယ်လို့အထိဆုံးရှုံးတယ်လို့လဲခင်ဗျ။ အရင်အမစ်ထဲကဥမာရဆိုရင်10 kW စွမ်းရည်ကိုတာမန်အိမ်တောင်း240ဘို့နဲ့ဒါမိုင်အဝေးကြီးပို့လို့မှဆိုရင် စွမ်းရည်89ရာခိုင်နှုန်းလောက်ထိဆုံးရှုံးနိုင်ပါတယ် ခဏလေး89ရာခိုင်နှုန်းအဲ့ဒါဆိုလုံးဝနီးပါးအလားသာဖြစ်သွားတာပေါ့ ဟုတ်ပါတယ် ။ဒါဆို transformer မရှိရင်ကျွန်တော်တို့ရဲ့လက်စမီလိုင်းတွေကအလုတ်ထီမှာမဟုတ်ဘူးဆိုတဲ့သဘောလား။အဲ့လောက်တောင်အရေးပါတာလား အတီးအကြပဲအဲ့ဒီပြဿနာကိုဖြေရှင်းဖို့ transformer ကဝင်လာတာကျဝက်ချက်ကဝါယာခွေအပတ်အရက်တွက်မှာရှိတယ် ။အပတ်အရက်အတွက် ဟုတ်တယ်ပထမအဆင့်ဝါယာခွေမှာအပတ်100ရှိပြီးဒုတိယအဆင့်မှာအပတ်1000ရှိတယ်ဆိုပါစို့ဒါဆိုရင်ဒုတိယအဆင့်မှာ volt R က10ဆတက်သွားမယ်အဲ့ဒါကို step up transformer လို့ခေါ်တယ် ။အော်ဗိုလ်အတက်သွားတယ် ဟုတ်တယ်အရေးကြီးတာက volt R 10ဆတက်သွားရင်လက်စီချောင်းက10ဆကျသွားတယ် ။အော်အဲ့ဒီမှာကိုလာပြီးဖြည့်သွားတာလေ။လက်စီကြောင့် current နီးသွားတော့
တက်ကြိုးတွေကအပူဖြစ်ပြီးဆုံးရှုံးမှုလည်းနည်းသွားရော ဟုတ်တယ်ဒါကြောင့်တအားပေးဆက်ရုံမှာ vote အားကိုအစပေါင်းများစွာမြင့်တင်လိုက်တယ်40,000ပို့လောက်အထိပေါ့ wow အဲ့ဒီအခါလက်စီချောင်းကအလွန်အမင်းနဲသွားပြီးဓာတ်ကြိုးတစ်လျှောက်မှာစွန့်ရင်ဆုံးရှုံးမှုက1% အောက်ကိုကျသွားတယ် 89% နဲ့ 1% အောင်တော်တော်ကွာတာပါပဲ အုံးရှိကွာပါပေါ့ ဒါနဲ့ဘိုးက4,000တောင်ဆိုတာကြားလာတဲ့တင်ကြောက်စရာကြီးအဲ့လောက်များတဲ့ဘိုးကိုတဲတာကပိုပြီးအန်တယ်များမနေဘူးလား အန်ဒီအများတာတော့အမှန်ပဲဒါကြောင့်လေအဲ့ဒီဓာအလိုင်းကြီးတွေကိုလူတွေနဲ့ဝေးတဲ့တောတောင်တဲ့ပေါ်ကနေကြီးမားတဲ့ဓာတ်တိုင်းကြီးတွေနဲ့တွေ့တန်းထားတာပေါ့ ဟုတ်ကဲ့ မြို့တွေရက်ကွက်တွေနားရောက်မှာကြီးမားတဲ့ဓာအားခွဲယုံတွေမှာဘိုးအကို17တောင်းဖို့လောက်အထိဒဆင့်ပလန်လျှော့ချတယ်အဲ့လာက step down transformer ပေါ့ ပြီးမှကိုယ်အိမ်နာကထပ်တိုင်ပေါ်က transformer လေးတွေကအိမ်သုံးနေရာ40ဖို့အဆင့်ရောက်အောင်နောက်ဆုံးတစ်ခေါက်ထပ်ပြီးလျှော့ချပေးတာပါ တကယ်ကိုလက်ပတ်ပြီးထိရောက်တဲ့စနစ်ခုပဲဒါပေမဲ့ဒီစနစ်ကတော့လုံးဝဆုံးလင်းရလား transformer လေးမှာစွန့်ရင်ဆုံးရှုံးမှုလုံးဝမရှိတော့ဘူးလား အပြည့်ဝတော့မဟုတ်သေးဘူးသူကိုယ်တိုင်မှာလဲဆုံးရှုံးမှုအနှဲငယ်တော့ရှိပါတယ်အဓိကအဖြစ်နှမျိုးရှိတယ် ဟုတ်ကဲ့ ပထမတစ်ခုကကျင်းနီဆုံးရှုံးမှု copper losses လို့ခေါ်တယ်ဝါယာကြိုးခွေကိုယ်တိုင်မှာခွက်ခမ်းမှုအနှဲငယ်ရှိနေသေးတော့အိမ်နဲ့အပူထွက်ပြီးစွန့်ရင်နဲ့ဆုံးရှုံးတယ် ဩဖုံးအားသွင်းခေါင်းတယ်အချိန်ကြာကြာသုံးရနှွေးနေတာမျိုးပေါ့အဲ့ဒါလေ transformer ဒေးစားလေးပဲမဟုတ်လား တိတိကျကျပဲအဲ့ဒီနှွေးနေတာက copper loss ချောင်းပဲ ဟုတ်ပြီ ဒုတိယဆုံးရှုံးမှုကတော့တန်ဆုံးရှုံးမှု iron losses ပါပြောင်းလဲနေတဲ့တန်လိုက်ဆက်ကွင်းချောင်းတန်ထေစနိုတိုင်းထဲမှာလက်စီးချောင်းအသေးလေးတွေ eddy currents football ပြီးအပူထစေတယ် ဩ ဒါကို short ချဖို့တန်ထေစနိုတိုင်းကိုတန်တုံးတုံးဝီးနဲ့မလုပ်ပဲပါလွှားတဲ့တံပြားလေးတွေကိုတစ်ခုနဲ့တစ်ခုမထီအောင်အလွာခံပြီးအထက်ထက်စီပြီးလှုပ်ထားတာ အဲ့ဒါကြောင့်ကို ဟုတ်တယ်အဲ့ဒါကြောင့်လဲ transformer အကြီးကြီးတွေမှာအပူရွတ်အောင်စီတွေထည့်ထားတာအရေးခံတောင်မှန် cooling fence တွေတက်ထားတာတွေ့ရမှာပေါ့ ဒါဆိုနောက်တစ်ခု transformer အကြီးကြီးတွေနားတွားရင်တဝီဝီနဲ့မြည်နေတဲ့အတန်ကတော့အဲ့လားပြက်နေတာလားကျွန်တော်ကအထဲမှာပန်းကားလိုဟာမျိုးလင်းနေတယ်လို့ထင်နေတာ လူတော်တော်များများအဲ့လိုထင်ကြတယ်တကယ်တော့အထဲမှာလဲပတ်နေတဲ့အစိပ်ပိုင်းဘာမှမရှိပါဘူး ဟုတ်လား အဲ့ဒီအတန်က AC ရှက်စီချောင်းချောင်းထိပေါ်လာတဲ့တန်လိုက်ဆက်ကွင်းကတန်ပြားလွာလေးတွေကိုတစ်စက္ကန့်မှာအကျဉ်း90-60လောက်အလွန်တင်းငယ်တဲ့ပမာဏနဲ့ကျုံလိုက်ဆန့်လိုက်ဖြစ်စေလို့ပါ ဟောတုံခါနေတာ ဟုတ်တယ်အဲ့ဒီလိုအဆက်မပြတ်တုန်ခါနေတာကနေအဲ့ဒီတဝီဝီမြည်တမ်းထွက်ပေါ်လာတာပြက်နေတာမဟုတ်ပါဘူးသူအလုံးလုံးနေတယ်ဆိုတဲ့လက္ခဏာပါပဲ စိတ်ဝင်စားစရာပဲစွမ်းအင်ဆုံးရှုံးမှုကြောင့်ပြောနေရင်နဲ့စွမ်းအင်ကိုတိုင်းတာတဲ့ unit တွေကြောင့်စဉ်းစားမိလာတယ် transformer တွေကိုမီလုံးတွေလို kW kilowatt နဲ့မတိုင်းပဲ kVA kilovolt ampere နဲ့ဘာလို့တိုင်းတာတာလဲဒါကဒီဆုံးရှုံးမှုတွေနဲ့သက်ဆိုင်နေတယ်ဒီပါအောင် ကဲစဉ်းစားကြည့် transformer ထုတ်လုပ်သူကဘီယာကွက်တစ်ခွက်ကိုရောင်းလိုက်ကြလို့သဘောထားလိုက်ပါ ဟုတ်ပြီ အဲ့ဒီဘီယာကွက်ရဲ့စုစုပေါင်းအရွယ်စားသူဘလောက်အထိစန့်တယ်လဲဆိုတာက transformer ရဲ့စုစုပေါင်းစွမ်းဆောင်နိုင်ရည် apparent power ချပြီး kVA နဲ့တိုင်းတာပါတယ် ဩခွက်အကြီးခွက်အသေးဆိုလို့ပေါ့ထုတ်လို့သူကဒီခွက်ကတန် kVA စန့်တယ်လို့အမခံပေးလိုက်တာ မှန်ပါတယ် okay ဒါဆိုခွက်အရွယ်စားက kVA ဒါဆို kW ကတော့ဘာလဲ ခွက်ထဲမှာတကယ်တောက်လို့ရတဲ့ဘီယာအရေကတော့အသုံးဝင်တဲ့အလုပ်လုပ်စွမ်းရဲ့ true power ဖြစ်ပြီး kW နဲ့တိုင်းတာပါတယ် တကယ်အတုံးဝင်တဲ့ဆိုရင် ဟုတ်တယ်ဒါကကျမတို့တကယ်အသုံးပြုချင်တဲ့စွမ်းရင်ပေါ့မီလင်နာပန်ကားလဲတာတဲ့အတွက်သုံးတဲ့စွမ်းရင်ပါ အော်ဒါဆိုရင်တော့ဘီယာမျိုးကကြံနေတယ်အဲ့ဒါကဘာကိုကိုစားပြုလဲ ပီယာမျိုးကတော့ reactive power လို့ခေါ်တဲ့စွမ်းရင်ပါသူကစနစ်ထဲမှာရှိနေပေမဲ့အသုံးဝင်တဲ့အလုပ်ကိုတိုက်ရိုက်မလုပ်ပေးဘူး ဟုတ်ကဲ့ လေးစစ်ပစ္စည်းတချို့အထူးသဖြင့်မော်တာပါတဲ့ပစ္စည်းတွေလေပတ်ဖို့အတွက်တန်လိုက်စကွင်းတိဆောက်ရမှာဒီ reactive power ကိုလိုအပ်တယ်ဒါပေမဲ့သူကအလုပ်တော့မဖြစ်မြောက်စေဘူးအမြုပ်များလေတောက်လို့ရတဲ့ဘီယာနဲလေပေါ့ သဘောပေါက်ပြီဒါဆိုရင်ထုတ်လုပ်သူကဘီယာခွက်အရွယ်စား kVA ကိုပဲအာမခံပြီးရောင်းတာပေါ့ ဟုတ်တယ် သုံးဆွဲသူဘက်ကကိုယ့်ခွက်ထဲကိုဘီယာချီးမဲထဲမလားအမြုပ်များတဲ့ဘီယာကိုထဲမလားဆိုတာကကိုယ့်ပေါ်မှာပဲမူတည်သွားပြီ အဲ့ဒါပဲ စွမ်းချွေတာတွေထီအောင်မှုကောင်းတဲ့ပစ္စည်းတွေသုံးလေအမြုပ် reactive power နည်းပြီးသုံးဝင်တဲ့ BRE KW ပို့ရလီပေါ့ သိကြပါတယ်ထုတ်လုပ်သူကသူ transformer ကစွမ်းအင်ဘလောက်ကိုလက်ခံပြီးလွှဲပြောင်းပေးနိုင်တယ်ဆိုတာကိုပဲပြောတာအသုံးပြုသူဘက်ကအဲ့ဒီစွမ်းအင်ကိုဘလောက်ထိရောက်အောင်သုံးနိုင်မလဲဆိုတာကချိတ်ဆက်ထားတဲ့ပစ္စည်းတွေရဲ့ power factor
ဒါမှမဟုတ်ထိရောက်မှုအပေါ်မှာမူတည်သွားတယ် power factor ကောင်းတဲ့ပစ္စည်းတွေ3KVA တူတဲ့ transformer တစ်လုံးကနေအသုံးဝင်တဲ့ KW ပို့ပြီးရလေးပါပဲ ကဲဒါရီအားလုံးကိုပြန်ခြုံငုံကြည့်လိုက်တော့ transformer တွေဟာဗိုလ်အားဖြောင်းလဲပေးခဲ့ပစ္စည်းသက်မဟုတ်တော့ဘူး ဟုတ်ပါတယ် သူတို့ကကျွန်တော်တို့ရဲ့လက်စခွင့်ရဲ့တစ်ခိုလုံးကိုဖြစ်နိုင်အောင်အုတ်မြစ်ချပေးခဲ့တဲ့အထီးကကြတွေပဲသူတို့တာမရှိရင်ဒါအားပေးစစ်ရုံကနေကျွန်တော်တို့ NDC ကိုလက်စစ်စွမ်းရင်ကိုထိရောက်ရောက်တည်ဖို့နိုင်မှာမဟုတ်ဘူး ဟုတ်ပါတယ်သူတို့ကရူပဗေဒရဲ့ကြီးမားတဲ့ပြဿနာတစ်ခုဖြစ်တဲ့ KUAG စွမ်းအင်ပို့လွှတ်မှုဆုံးရှုံးခြင်းကိုလက်စစ်တန်လိုက်တက်ညွတ်မှုဆိုတဲ့ရိုးရှင်းပြီးအဝင်ခွင့်ကြဖြစ်တဲ့နီလန်းနဲ့ဖြည့်ရှင်းပေးခဲ့တာပါ ဟုတ်ကဲ့ ရွေးနေရနေတဲ့အစိပ်ပိုင်းမပါပဲ69%ထက်ကျော်တဲ့ထိရောက်မှုနဲ့စွမ်းအင်ကိုတနေရာကနေတနေရာဖွဲပြောင်းပေးနိုင်တဲ့တကယ်ကိုအံ့ဩစရာကောင်းတဲ့တည်ထွမှုတစ်ခုပါ ဒီနေ့ဆွေးနွေးမှုကတော့ကျွန်တော်တို့နေ့စဉ်ဘဝရဲ့နောက်ွယ်မှာတိတ်တဆိတ်အလုံးလုံးနေတဲ့ဒီလိုအရေးပါတဲ့ဤပညာတွေအကြောင်းကိုတကယ်ပဲမျက်စိဖွင့်ပြလိုက်တယ်လို့ပါပဲ ဒီဆွေးနွေးမှုကိုနားထောင်နေတဲ့သူတွေအတွက်တွေးရတစ်ခုထားခဲ့ကြပါတယ် AC လက်စစ်ကွန်ရဲ့အတွက် transformer တွေကဒီလောက်အရေးကြီးတဲ့ဆိုရင် DC လက်စစ်ကိုအဓိကတုံးတဲ့ကဘာကဘယ်လိုပုံစံဖြစ်နေမလဲ စိတ်ဝင်စားစရာပဲ အခုခေတ်မှာကန်တာရထဲကကြီးမားတဲ့ဆိုလာဆွဲအင်ဆက်ယုံတွေက DC လက်စစ်ကိုပဲအများဆုံးထုတ်လုပ်ကြတာအဲ့ဒီ DC လက်စစ်ကိုမိုင်းရချီဝေးတဲ့မြို့ဒီစီကိုစွန့်ရင်ဆုံးရှုံးမှုနည်းအောင်ဘလို့တဲပို့ကြမလဲဆိုတာကအနာဂတ်အတွက်နိပညာရှင်တွေဖြည့်ရှင်းနေရတဲ့စိတ်ဝင်စားစရာကောင်းတဲ့စိန်ခေါ်မှုတစ်ခုပါပဲ